TikTok မှာကိုကြည့်ထားတဲ့ဗီဒီယိုကိုဖြတ်တဲ့နည်းပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့အပေါ်မှာရှိတဲ့ဒီ search bar လေးကိုကျွန်တော်တို့ချက်နှိပ်လိုက်ပါပါနော် Okay အဲ့လိုနှိပ်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီမှာ keyboard ကိုတစ်ချက် select လုပ်လိုက်ပါနော်ဒီမှာဒီလိုနှုတ်လိုက်ပြီးရင်ဒီမှာနော်ဒီအောက်မှာရှိတဲ့ keyboard ရဲ့ကဘာလုံးလေးတစ်ချက်နှိပ်လိုက်ဒီမှာအောက်မှာရှိတဲ့ကျွန်တော်တို့အဆက်လေးတွေ့လားအဲ့မှာ N ရဲ့အောက်မှာလေအဲ့ဒီအဆက်လေးကိုနှိပ်ပြီးတော့ဆိုရင်ဒီနေ့မှာကျွန်တော်တို့မှတ်လိုက် select လုပ်လိုက်ပါနော် Okay မှတ်လိုက်ပါမအောက်မှာမှတ်မလို့လေးရှိရဲ့အဲ့ဒါကိုမှတ်လိုက်အဲ့လိုမှတ်လိုက်ပြီဆိုရင်တို့ဒီမှာပေါ့နော်သူကအချိန်နဲ့ငယ်ဆောင်ပြီးပြီးရင်ဒီနေရာမှာဒီလိုလေးပေါ်လာတယ်ပေါ့နော်ဒီလိုပေါ်လာပါတယ်ဒါလေးကိုနှိပ်လိုက်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကြည့်ထားတဲ့ဗီဒီယိုအားလုံးဒီနေရာမှာလာပေါ်နေတာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဖြတ်မယ်ဆိုရင်ဘယ်လိုဖြတ်ရမလဲအပေါ်မှာရှိတဲ့ဒါလေးကိုရှယ်နှိပ်လိုက်အကုန်လုံးမှတ်လိုက်တာပေါ့နော်ပြီးရင်ထပ်မှန်ပြီးတော့အောက်မှာရှိတဲ့အဆက်လေးကိုထပ်နှိပ်နော်ဒီမှာအောက်မှာsorry ဒီမှာအောက်မှာရှိတဲ့ဒီအဆက်လေးကိုထပ်နှိပ်ပါအကုန်လုံး Okay အဲ့လေးကိုနှိပ်ပြီးတော့ဆိုအောက်မှာရှိတဲ့ delete ကိုဆိုတဲ့ဟာလေးတွေ့လားအဲ့ဒီ delete လေးကိုကျွန်တော်နှိပ်လိုက်နော်ဒီမှာတွေ့လား Okay အနည်းလေး delete လေးကိုထပ်နှိပ်ကဲဒါဆိုရင်ကျွန်တော်တို့ကြည့်ထားတဲ့ဗီဒီယိုကိုဖြတ်လုပ်ပြီးတော့ရပါတော့အားလုံးပဲဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်အကောက်ကိုအပေါင်းလေးနှိပ်သွားနော်ပြီးရင်နောက်ဗီဒီယိုမှာဆုံကြမယ်